မိခင်ဖြစ်သူနဲ့အကျိတ်နဲ့စကားများပြီးအိမ်ပေါ်ကဆင်းခဲ့တဲ့ဘလော့ဂါမြတ်ထင်မြန်မာနိုင်ငံမှာအသက်ငယ်ရွယ်နဲ့ဤပညာအကြောင်းတွေကိုမချွင်းမချမ်းအမြဲတမ်းမျှဝေပေးနေခဲ့တဲ့ဘလော့ဂါတဦးဖြစ်သူမြတ်ထင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲအိမ်ပေါ်ကနေဆင်းပြီးမိခင်ဖြစ်သူကိုပါအမွေဖြတ်ဆုံးလွတ်တော့မယ်ဆိုပြီးဆိုရှယ်မီဒီယာပေါ်မှာတရားဝင်ကြေညာလာခဲ့တာပဲဖြစ်ပါတယ်။သူ့အနေနဲ့ကတော့သူ့ရဲ့မိခင်ဖြစ်သူဟာအမြဲတမ်းသူ့ကိုကြိတ်ဆဲတက်ပြီးအတုံးမကျဘူးဆိုတဲ့နှိမ့်ချစကားလုံးတွေနဲ့သာကြီးပြင်းစေခဲ့ပေမဲ့လည်းသူအားသူကိုပြီးပတ်စံရှာလာခဲ့တာကလည်း9နှစ်ကျော်ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။သူဟာမိခင်ပြောနေတဲ့အတုံးမကျစရာကလေးတစ်ယောက်ဟုတ်မနေပဲကောင်းကောင်းမွန်မွန်ပတ်စံရှာနိုင်သူတစ်ယောက်ဖြစ်တာကြောင့်ဒီလိုမျိုးအပြောခံရတာကိုအတော်လေးမခံနိုင်ပေမဲ့လည်းအတိုင်းအတာတစ်ခုထိတီးခံပေးထားခဲ့ပါတယ်။ဒါပေမဲ့လည်းမိခင်ဖြစ်သူဟာသူကားမောင်းနေတဲ့အချိန်အတွင်းမှာတော့ကားအက်ဆီဒန့်ဖြစ်ပြီးတခုခုဖြစ်သွားပါစေဆိုတဲ့ချိန်ဆမှုတွေရှိလာတဲ့အခါမှာတော့ဒီအချိန်ဟာသူနဲ့မိခင်ဖြစ်သူကြားမှာပြတ်သားရတော့မဲ့အချိန်တစ်ခုရောက်လာပြီဆိုပြီးတတိထားမိလိုက်ပါတယ်။ဒါကြောင့်ပဲမိခင်ဖြစ်သူပေးလာမဲ့အမွေတွေအလုံးကိုလည်းလုံးဝမမှန်မောတဲ့အပြင်သူ့ပတ်စံနဲ့သူဝယ်ထားတဲ့ကားကိုပါထားခဲ့ပြီးအဝတ်တစ်ထည်ကိုတစ်ခုနဲ့အိမ်ပေါ်ကဆင်းလာခဲ့တာကြောင့်သူရဲ့ပရိသတ်တွေအလုံးကတော့သူတို့သားမိနှစ်ယောက်ကြားနားလည်မှုလွဲနေတာကြီးတစ်ခုခုရှိမယ်ဆိုပြီးဝိုင်းပြောနေခဲ့ကြတာပါ။ဆိုတော့ပရိသတ်ကြီးတို့လည်းဘလော့ဂါမျက်ထင်လိုမျိုးမိဘနဲ့သားသမီးကြားအထင်လွဲမှုတွေရှိကြလားဆိုတာကိုပြောပေးသွားကြပါအောင်ခင်ဗျာ။